Hello everyone ဒီတစ်ခါတော့စက်သားကော်ပြန်စိမ့်နဲ့ကော်ပြန်ကျော်လောက်စားကြပါမယ်။ဒါကတော့ကော်ပြန်နဲ့ထည့်မဲ့အသီးရွက်တွေပါ။အရင်ဆုံးကော်ပီထုတ်ကိုလီးပါမယ်။ကော်ပီလေးတွေကိုတေးသေးလေးပပလေးလီးပါမယ်။ပြီးသွားရင်တော့မုံလာဥနီကိုတေချာလေးခွာပြီးတော့လီးထားပါမယ်။မုံလာဥနီကိုတော့ပြီးရင်အချောင်းလေးဖြစ်အောင်လို့လီးလိုက်ပါတယ်။ဒါကတော့ချက်သွန်မိတ်ပါချက်သွန်မိတ်ရဲ့အမီးပိုင်းလေးတွေကိုပဲတေချာနှုတ်ဆင်းပြီးတော့အသီးရွက်ကြော်ရတဲ့ကိုထည့်ပါမယ်ဒါကတော့ကော်ပြက်နဲ့ထည့်ကြော်မဲ့အသီးရွက်ပါဒါကပဲပြားထည့်ပါတယ်ပဲပြားကသူကလေအသားနဲ့တူတဲ့ပဲပြားလို့ဖြစ်သွားတယ်ပေါ့နော်ညီမပီကပဲပြားလို့တော့မဟုတ်ဘူးဒါစားလို့လည်းကောင်းတယ်တစ်မျိုးလေးပေါ့နော်မရှိတော့ရှိရဲ့ပဲပြားထည့်ပါတယ်အိုးပူလာရင်စီထည့်ပြီးတော့ကြံတဲ့အသားလေးကိုထည့်လိုက်ပါတယ်အမှန်တကယ်တော့တက်လို့ပဲလှုပ်စားဖို့စဉ်းစားထားတာပေါ့နော်ရေကစားရဲမှာဖတ်ထုတ်လို့တော့ကြံတဲ့အသားလေးနည်းနည်းကြံတာမလို့အသားလေးထည့်ကြော်ပါတယ်အသားချက်သွားရင်တော့ပဲပြားထည့်မယ်ပဲပြားနည်းနည်းချက်သွားရင်ဒီအသီးရွက်တွေကိုထည့်ပါမယ်အရွက်တွေနွမ်းတော့အောင်လို့လည်းခဏလေးအုပ်ထားလိုက်ပါမယ်ကော်ပြန်တွေကိုထည့်တဲ့အသီးရွက်အစာပလာတွေကိုနောက်ဆုံးမှာပဲစားရယ်ငရုတ်ကောင်းတို့ဘဲငံပြားရဲ့အကြီးဘဲငံပြားရဲ့အနောက်တို့ထည့်ပါတယ်အသီးရွက်မကြက်သေးပဲနဲ့စားလို့ပါတော့ထည့်လိုက်လို့ရှိရင်အသီးရွက်ကရေထွက်လာတာများပြီးတော့လိမ့်ရတာမကောင်းဖြစ်တတ်ပါတယ်ဒီလိုပုံစံလေး6ကလေးလိုချင်တာပါဒါကတော့လိမ့်ဖို့ ready ဖြစ်ပါပြီကော်ပြန်ဖတ်အသေးလေးနဲ့လိမ့်ပါမယ်ကော်ပြန်လိမ့်တဲ့ပုံစံကတော့ကြိုက်တယ်လို့မျိုးလိမ့်လို့ရပါတယ်မကအနားလေးတွေမှာကော်ရီပြစ်ကလေးဖြောထားတာကိုစုပ်တန်လေးနဲ့တုပ်ပြီးတော့လိပ်ပါတယ်အသီးအရွက်တွေကရေလဲသိမ့်မထွက်တဲ့အတွက်ကြောင့်မလို့ကော်ပြန်ဖတ်ပေါက်လဲမပေါက်ဘူးလိပ်ရတာလဲ6ကလေးနဲ့အဆင်ပြေပါတယ်ရှင်သူများတွေကတော့ကော်ပြန်ရဲ့အစာပလာတွေကိုပဲချဆန်တို့ဘာလို့ထည့်ကြရပေါ့နော်ကိုကြိုက်နှစ်သက်ရာထည့်လို့ရပါတယ်အမကတော့ပဲချဆန်နဲ့မစားချင်တဲ့အတွက်ကြောင့်မလို့ပဲချဆန်လေးတော့မထည့်ထားပါဘူးဒါကတော့ကော်ပြန်လိပ်ပြီးကြော်ဖို့အဆင်သင့်ဖြစ်ပါပြီစီပူလာလို့ရှိရင်ကော်ပြန်တွေကိုတစ်ခုချင်းထည့်ကြော်ပါမယ်စီအများကြီးနဲ့လည်းမစားချင်တာမို့လို့စီလေးနည်းနည်းလေးနဲ့ပဲထည့်ပြီးတော့ကြော်လိုက်ပါတယ်ကော်ပြန်တွေကျက်သွားရင်တော့ဟိုဘက်ဒီဘက်လှန်ပြီးစီစစ်ပြီးရင်စားလို့ရပါပြီရှင်ကော်ပြန်ကအစာနည်းနည်းများတော့အစာလေးတွေအလယ်မှာဘိုက်ကလေးတွေပေါက်နေပါတယ်ကော်ပြန်လေးတွေစားဖို့ပြင်ဆင်ပါမယ်ဘဝမှာအကြိုက်ဆုံး ASMR တန်ကိုပြောပြပါဆိုရင် crispy ဖြစ်တဲ့မုတ်တစ်ခုခုကိုညှက်လိုက်တာတို့ဝါးလိုက်တာတို့အရန်သဘောကျပါတယ်ဒီအတန်မျိုးပေါ့နော်ဒါလေးကတော့ကော်ပြန်စိမ်းမှာကော်ပြန်စိမ်းကိုလည်းဒီတိုင်းပဲညှက်ပြီးတော့စားပါမယ်ပြီးသွားရင်ဂေါ်ဘီလေးကြံတာလေးရဲ့စက်သွန်မိတ်ကလေးရဲ့ကိုဖြူပါတယ်ပြီးသွားရင်ကြိုက်နှစ်သက်တဲ့အချင်းလေးတွေစမ်းပြီးတော့စားလို့ရပါပြီအိမ်မှာကိုယ်တိုင်လှုပ်စားတဲ့အတွက်ကြောင့်မလို့စီလဲတန်နဲ့